ညီမလေးကလေပြီးကုတ်ကြီးပါမဟုတ်ဘူးခါကြီးပါဒီမှာလေဒီမှာသမီးကဆယ်မှာဒီနားရနည်းနည်းဖုတ်ဝင်တော့သမီးအဲ့လိုမျိုးထင်တာလေအဲ့ဒီဇက်ကလာလို့ပြီးတော့မဟုတ်ပြီးတော့ခေါင်းကလည်းဒီလိုလှဲအဲ့ဘုံဝင်နဲ့လှဲလိုက်တာဟိုဘက်ဒီဘက်ဆောင်းလိုက်တာဆိုပို့ချက်ချလိုက်အောင်မူးတော့အဲ့ဒီဇက်ကြောင်လာလို့သမီးကခါကြီးပေါင်းရှိတဲ့သူကဘာဖြစ်လဲဆိုတော့ခါမှာအာယုံကြောရှိတယ်ဒါပေမဲ့တစ်ချောက်လုံးရှိတာပေါ့နော်ဒါပေမဲ့အဲ့ခါကြီးပေါင်းရဲ့အနေထားမှာ तू ကဒီအာယုံကြောခါကြားထဲမှာအယိုးအစ်စ်တွေထဲမှာအကြည့်အာယုံကြောရှိတယ်အဲ့အာယုံကြောကိုကြီးပေါင်းကတူးတယ်ကြီးလာလေဝိတ်ကပြပြပြသွားနေတယ်အဲ့မှာညီမအဲ့လိုမျိုးဖြစ်တာနော်အဲ့လိုဖြစ်တာအဲ့ဒါဝါစားဒီစနစ်လောက်လဲလုံးဝမှာပဲဆိုတာကစနစ်တစ်ချိန်လုံးလိုက်တဲ့အချိန်ကျတော့ဒီလိုလေးချင်ငန်းနေဟာတလားလားလုံးရတဲ့အချိန်လေးထက်ထိရမှုရှိတာပေါ့စက်ကဟိုးထက်ကိုထိုးဖောက်သွားတာလေအဲ့လိုတရားမှုတော့ရှိတယ်ဒါတော့ညီမလေးသဘောနော်ရွေးချယ်တာလို့နော်ဆက်နဲ့လို့ဘယ်လောက်ကုန်တော့တစ်ချိန်နှစ်တောင်းလှုပ်လိုက်မယ်လေအဲ့ဒါနော်အဲ့ဒါတစ်ချက်ကတ်ထားပေးမယ်နော်အဲ့ဆိုသမီးကဒီခုတ်ကြီးပေါင်းမဟုတ်ခါကြီးပေါင်းအဲ့ဒါတေချောင်မေးစီရတော့ဟိုခါကြီးပေါင်းဖြစ်နေတာဒီမှာလေးခါကြီးမူးတာဟလားစင်ဟုတ်တယ်အာယုံကြောပိနေရလေချောချောလည်းမူးတာခါကြရင်လမ်းဆောင်ရဖုံးကြည့်လိုက်ပို့ဖုံးမများကြည့်လိုက်ပို့လမ်းဆောင်ရဘလို့နေလဲလမ်းဆောင်လည်းလိုပဲလျှောက်ကျင်စိတ်မရှိဘူးလမ်းနည်းနည်းလှမ်းသွားတာနဲ့မလျှောက်ကျင်တော့တိတ်ချတယ်ဒီမှာလက်ဆက်မှာလည်းခါကြီးပေါင်းဒီမှာညီမခံစားရတာလည်းခါကြီးပေါင်းမယ်နော်ဟုတ်အဲ့မဲ့ကုတ်ကြီးပေါင်းလဲဟိုထင်းစရာရှိရလေဒါပေမဲ့စစ်လိုက်တဲ့အချိန်ကျတော့အော်ငါကုန်းမဟုတ်ဘူးခါအဖြည့်ထွက်သွားပါဘောနော်မဟုတ်ရင်ခုတ်ပဲထင်းနေခုတ်ပဲထင်းနေတာသမီးကကုတ်ဓာကြီးရတောင့်တင်းလာတာအဲ့လိုဖြစ်တာများပြီဆိုဒီဆက်ဒီနားကြီးကနားလာတလူလူမူးလာတာအဲ့နဲ့လှဲအိမ်လည်းမလေးဖြည်းဖြည်းအဲ့လိုမျိုးအိတ်ကတယောက်ကလာခေါ်လဲလှဲ့မကြည့်ရဘူးလှဲ့မကြည့်ခေါင်းလည်းအမျိုးသားကိုဘေးမှာလာလို့လေသူ့ဘက်မလှဲ့ရဘူးကိုကငြိမ်ပြီးတော့လှဲ့နေရတာတခါလေသူပြောစရာရှိလို့လှဲ့ချင်တော့မှငုတ်တုတ်ထထိုင်ထည့်ပြီးတော့ပြောင်းဘက်ပြောင်းပြီးတော့လှဲ့ရတယ်အဲ့လိုဘုံကလှဲ့လိုက်အောင်အင်းရလို့ချာလဲမူးအိမ်ရင်လည်းဘေးမှာတရားအိမ်ရင်လည်းအမျိုးသားရှိရင်မရှိရင်ခလေးတရားကိုသားကိုခေါ်ထားပြီးတော့လေအဲ့လိုမူးသွားဆိုအမလေးဆိုဖမ်းကင်ထားတာအမလေးမူးနေပြီဆိုအဲ့လိုမျိုးကင်ထားတာအဲ့လိုဖြစ်တာအဲ့ဆိုသမီးကအဲ့ဒီခေါင်းထဲမှာပဲခေါင်းထဲမှာပဲဘာတွေဖြစ်နေလဲဒီခုတ်ကြီးပေါင်းကြောင်ပေါ့နော်အဲ့လက္ခဏာညီမလေးလက္ခဏာမှာတွေးကြောရယ်ခါကြီးပေါင်းရယ်အဆုပ်ရယ်အသေးရယ်ညားနေတယ်နော်ညားနေတာနော်ဟုတ်ဒါတွေအစိုးရညီမလေးတို့ဟိုးလုံးကြီးကစစ်တယ်ပြုတယ်လုပ်တယ်ဆိုလို့ရှိရင်တော့ထိထိရောက်ဆိုရင်တော့တစ်ခုပြီးသွားမှာပေါ့ဒါပေမဲ့အခုကမထိမရောက်ဖြစ်ခဲ့တော့ဘာမှမပြီးတာပဲနဲ့အဲ့တစ်ခုချင်းကအဆိုင်ခဲ့တယ်ပူကြီးလာတော့ဟိုခန္ဓာကိုယ်ရအများကြီးဆက်ဆက်နေတာပျောက်ပါတယ်တေချာလို့ရင်ပျောက်ပါတယ်တေချာမလို့ရင်တော့မသိဘူးเนาะအဲ့ဒါကာယကံရှင်နဲ့ပဲဆိုင်နေဘာလို့ဆိုတော့မတို့ဘက်ကကျတော့တေချာဆွေးနွေးပြီးတော့ဘာလုပ်ဖို့လိုလဲဆိုတာကိုတိုင်ပင်ပြီးအကြံပေးပြီး